စေပတိခဖြစ်ပွားနေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်မှာစစ်ကောင်ရှင်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံ24ဦးထပ်မံတေဆုံးကခလင်းငံပါဝင်ဒေသခံ90ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့င်းကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။အဲ့ဒီထိခိုက်တေဆုံးမှုတွေဟာလေးမျက်နှာမြို့နယ်ကကျင်တိုင်းကျေးရွာအုပ်စုပသိမ်မွန်ရလမ်းမပေါ်ကစောပြချင်းခုံကျေးရွာအနီးဝန်းကျင်နဲ့ကတဲ့ကြောင်မြို့နယ်မြောက်ဆန်းရွာနီးအမြောက်တဲ့အာမတ344နီးတစ်ဝိုက်တွေမှာဖြစ်ပွားခဲ့ကစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူးပေါင်းတပ်တို့ကြားနှစ်ဖက်တိုက်ပွဲပြစ်ထန်နေခြင်းတွင်စစ်ကောင်စီတပ်ဘက်မှကြေးရွာတွေတွင်းကိုအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့စစ်ပေးချောင်ဒေသခံတွေကလူလူမြန်မာကိုပြောပါတယ်။လေးမျက်နှာမြို့နယ်ကအဆိုးဆုံးပဲလေနဲ့ကောလက်နက်ကြီးနဲ့ကောတောက်လျှောက်ကိုပြစ်နေတာ။ရွာနီးတစ်ဝိုက်ကအမြင့်နေရာတွေမှာ AA ဖွဲ့တွေရှိနေတယ်ပေါ့။ရွာနာမှာရှိနေထင်ပြီးတမင်တက်တက်ကိုပြစ်ခတ်နေတာ။သေတဲ့ထဲမှာလည်းခရီးတွေရပါတယ်။ရွာတွေကမပြေးနိုင်တဲ့တက်ကြီးရွယ်အိုတွေလည်းပါတယ်လို့စစ်ပေးချောင်ဒေသခံဦးကပြောပါတယ်။လူလူမှာဒေသဌာနရဲ့လေးလာမှုတွေအရစစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးတွေအနေနဲ့ဟောဝဆာ155မမမျိုးစားလက်နက်ကြီးတွေပသိမ်မြို့လီဒတ်စကန်ကလေကြောင်းတိုက်ခိုက်ရန်အတွက်ဂျက်တိုက်လေယာဉ်တွေဖြင့်နိုဝင်ဘာပထမပတ်ကနေအခုဒီဇင်ဘာလနောက်ဆုံးသတင်းမှတ်အချိန်ထိနေ့စဉ်ဆိုသလိုအကြိမ်1000ကျော်နီးပါးလေးမျက်နှာငါးတိုင်းချောင်းနဲ့ရေကြီးစားတဲ့မြို့တွေနဲ့ထိစက်တဲ့ကြေးရွာတွေတင်းကိုပြစ်ခတ်တိုက်ခိုက်နေတာပါဒါပြင်ဒေသခံထိခိုက်တေဆုံးမှုတွေထဲမှာအသက်8နှစ်ရွယ်မှအသက်80နှစ်ကျော်ရဝင်းကျင်မျိုးသားနဲ့မျိုးသမီး24ဦးဖြစ်ပြီးအသက်6နှစ်ရွယ်မှအသက်50နှစ်ကျော်ဝင်းကျင်မျိုးသားနဲ့မျိုးသမီး48ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုတွေဟာကြေးရွာနီးတစ်ဝိုက်မှာအာရခတပ်တော် AA ဒေသခံတော်လိုင်းတပ်ဖွဲ့တွေစကန်ချနေထိုင်နေတယ်လို့ခန့်မှန်းပြီးအကြောင်းမဲ့ပြုလုပ်နေတာလို့စေသတင်းရင်းမြစ်တွေကဆိုပါတယ်။အဓိက AA နဲ့တော်လိုင်းတပ်ဖွဲ့တွေရွာနာမှာစကန်ချထားမယ်ဆိုပြီးတိုက်ခိုက်နေတာဖြစ်တယ်။ခန့်မှန်းပြီးပြစ်ခတ်တိုက်ခိုက်နေတာလို့ယူဆရတယ်။တော်လိုင်းအင်အားစုတွေဘက်ကနေတဖြည်းဖြည်းချင်း AR တိုင်းတဲကိုရောက်နေပြီ။အဲ့ဒီအတွက်လည်းစကားမှာဘက်ကအခုလိုရာဇဝတ်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတာဖြစ်တယ်လို့စေသတင်းရင်းမြစ်ဦးကဆိုပါတယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေတဲကနိုဝင်ဘာလပထမပတ်မှာခြေကုံကျေးရွာနေရာကိုလေကြောင်းကနေပုံကျဲတိုက်ခတ်မှုငါးတိုက်ကြောင်မြို့နယ်မြောက်ဆန်းရွာနီးအမြောက်တက်အာမတ344မှာဂျီအာရီနီးကိုလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုလေးမျက်နှာမြို့နယ်ခက်ကုန်းရွာကိုစက်တက်လီဒီဖြင့်လေကြောင်းတိုက်ခိုက်မှုအပြင်ဒီဇင်ဘာ25ရက်ခရစ်စမတ်နေ့လေးမျက်နှာမြို့နယ်ကညင်တိုင်းကျေးရွာအတွင်းကိုလက်နက်ကြီးပစ်ခတ်တာနဲ့လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေစတာတွေဟာအဆိုးရွားဆုံးစစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကျေးရွာဒေသခံတောင်းချီဟာဘေးလွရာတောတောင်တွေနဲ့နေဆက်ဆွေမျိုးတွေအသည့်တွေရှိတဲ့ဒေသတွေထံတိတ်ချောင်နေကြကစားနေရခါနဲ့နှွေးတဲ့ဆောင်နဲ့အရေးပေါ်လိုအပ်မှုတွေရှိနေတာပါ။ရွာတွေလက်ပြက်အိမ်တွေလည်းအကုန်ပြိုပြက်ကုန်ပြီပစ္စည်းတွေဘာမှကိုမသိနိုင်လူတွေတောင်လွတ်လာလို့ကန်ကောင်းတာကျမတို့ပါဝင်ရွာတွေဘက်ကိုလာရှောင်ကြတာရွာတွေကအသည့်အိမ်တွေဆွေမျိုးတွေစီအဆင်ပြေသလိုနေရတာပေါ့အချို့ကရွာတွေမှာစိုက်ခင်းတွေလေခင်းတွေရှိနေတော့အဓိကတောတောင်ထဲမှာပဲခုံလုံးတဲ့သူတွေလည်းရှိတယ်အခုစောင်းနေရောက်ပြီဆိုတော့စောင်းနေအနှွေးတွေအရန်ကိုလိုးနေတယ်မိကိုတက်ရင်လင်းတွေနဲ့ဘုံကျဲလာခမ်းမှာကြောက်ရတော့မီးလည်းမဖို့ရဲဘူးကြိတ်မိနေကြရတယ်ဒုက္ခတွေရောက်နေပါတယ်ရိခါတွေထောက်ပံ့ဆိုတာအတန်မှန်းကြားတာတခါမှကိုမရခဲ့ဘူးလို့စစ်ပေးချောင်ဒေသခံတူကပြောပါတယ်ပြီးခဲ့တဲ့2024ဒီဇင်ဘာလအတွင်း AA ပူးပေါင်းတပ်ဖွဲ့ဟာရခိုင်ပြည်နယ်ရိုးမနောင်ချန်ကောင်းမြို့နယ်ကိုသိမ်းယူခဲ့သလိုARတိုင်းရခိုင်ရိုးမရှေ့ဘက်ကစစ်ကောင်စီတပ်စခန်းတွေရှိရာရှေ့တောင်ရမြို့နီးဘုံမိကျေးရွာမကြီးစင်တာပေါင်းကျေးရွာချုပ်ကိုလည်းထပ်မံထိုးစစ်ဆင်တိုက်ခတ်သိမ်းပိုက်ခဲ့ပါတယ်အဲ့ဒီကနေလေးမျက်နှာနဲ့ရေကြီးမြို့နယ်ကိုဖျက်ပြီးဖောက်ထားတဲ့ပသိမ်ဝင်ရလမ်းမဘေးစစ်တပ်စခန်းတွေကိုAAပူးပေါင်းတပ်ဖွဲ့ကထပ်မံသိမ်းယူနေတာဒီကနေ့ဒီနေ့ကျော်ကြာတိုက်ပွဲပြင်းထန်နေစေဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲအပိုင်းသုံးခုနဲ့ပြုလုပ်မဲ့အတူအောင်ရေကောင်ဖွဲ့တွေပထမတော့အနေနဲ့ပသိမ်မြို့နယ်ဒုတိယတော့အနေနဲ့တာပေါင်းမြို့နယ်နဲ့တတိယတော့အနေနဲ့လေးမျက်နှာမြို့နယ်တို့အပြင်ကျေးရွာအောက်စု100ကျော်နီးပါးဟာစီပရိခတွေကြောင့်ရေကောင်ဝယ်မကျဲမနိုင်ပဲဒေသတွေဖြစ်အာဏာသိမ်းစစ်တပ်ကကြေညာထားပါတယ်